Glow up တက်လင်းကကြိုးဆိုပါတယ်အခုတလော Facebook ဖွင့်လိုက်ရင်ဘာတွေ့ရလဲဟုတ်ပါတယ်အကုန်လုံးနိုင်ငံခြားထွက်သွားကြတာကြီးပါပဲလေစိတ်ချက်ခင်တပ်ပုံတွေကြီးပဲတက်လာနေတယ်ဒီတော့တငယ်ချင်းတို့လည်းတနည်းနည်းတော့တွားရမှာပဲဒါပေမဲ့ပြဿနာကဘာလဲဆိုတော့တော်တော်များများကနိုင်ငံခြားတွားရင်ဘာလုပ်ရမယ်ဆိုတာနားမလည်ကြဘူးအရှက်ကွဲကြတယ်ဒါကြောင့်ဒီနေ့ကျွန်တော်ကတငယ်ချင်းတို့နိုင်ငံခြားရောက်ရင်အရှက်မကွဲအောင်လူရဝင်အောင်ဘေး travel blogger မှာမပြောပြရတဲ့မထိမနီလုပ်ရမယ် tips ၄ချက်အပေါ်စုတစ်ချက်ကိုပြောပြပေးတော့ပါမယ်စာအုပ်ထုတ်ပြီးတေချာမှတ်ပါနံပါတ်1လင်းရင်ပေါ်တက်ရင်ဖနှက်ချွတ်တက်ဖို့မမေ့ပါနဲ့ဒါကအခြေခံအကျဆုံးပါပဲလင်းရင်ပေါ်တက်ရင်ဖနှက်ချွတ်တက်ဖို့လုံးဝမမေ့ပါနဲ့စဉ်းစားကြည့်လေလေရင်ဆိုတာကောင်းငင်ပေါ်ကပြန်တာကောင်းငင်ပေါ်ကနေဖြတ်ပြန်နေတဲ့အချိန်အောက်မှာဖျားတွေစေတီတွေရှိနေနိုင်တယ်ကိုယ့်ခြေတော့အောက်မှာဖျားရှိနေတာဖနှက်စီးထားနေငရဲကြီးမှာပေါ့ဒါ common sense လေပြီးတော့ဖနှက်ကိုဘယ်နာထားရမလဲမသိရင်လေရင်ပဲကိုပလတ်စတစ်အိတ်တောင်းပြီးကိုယ့်လေဘင်းမှာဆွဲထားပါဒါမှသူများနဲ့မမားပါ Oh my god! Wow! နံပါတ်2ဗီဇာကိစ္စအခုခေတ်ကနိုင်ငံခြားသွားဖို့ဗီဇာရဖို့အញ្ញမ်းခက်တယ်မလားစာရွက်စာတမ်းတွေအများကြီးလိုတယ်ဒါပေမဲ့ကျွန်တော်လျှို့ဝှက်ချက်တစ်ခုပြောပြမယ်အဲ့ဒါကတော့ဗီဇာပါလေဆိပ် immigration ကိုဝင်တော့မယ်ဆိုရင်ဗီဇာတဘူးတော့လက်ကဆွဲပြီးဝင်သွားပါဘာလို့လဲဆိုတော့ဗီဇာနဲ့ဗီဇာကအထန်ထွက်တူတယ်လေ immigration အရာရှိကမေးလိမ့်မယ် Where's your visa ခမားကဗီဇာဘူးကိုမြှောက်ပြလိုက် Here is my visa သူတို့ကညီတန်းပေးဝင်လိမ့်မယ်အကောင်းဆုံးကတော့ pepperoni ပါရင်ပိုပြီးဗီဇာရလွယ်ပါတယ်မှတ်ထားနော်နံပါတ်3ဒါကခရီးတဲ့အခွင့်အရေးပါလေရင်ပေါ်ရောက်ရင်ပိုက်လက်ကိုလမ်းဘေးဆိုင်မှာခဏရပ်ပေးဖို့ပြောလို့ရပါတယ်ရန်ကုန်မန္တလေး highway ကားနေတော့ခရီးတဲ့ဒီဘိုက်ဆိုင်ရင်လမ်းဘေးသမင်းဆိုင်မှာရပ်ပေးသေးတာပဲလေရင်ကဘာလို့မရပ်ပေးရမှာလဲပတ်စံပေးစီတာအတူတူပဲလေတကယ်လို့လေရင်မူးကမရပ်ပေးဘူးဆိုရင်ဒါသူအိမ်စောစောပြန်ခြင်းလို့ညက်တာခမလာတို့အခွင့်အရေးကိုတောင်းဆိုပါဆရာသမားရှင်းနာတိန်နေနာမှာလမ်းကြုံခဏချပေးလက်ဖက်ရည်တောက်ခြင်းလို့ဆိုပြီးပြောပါလေကောင်းလေတန်ရှူရင်တိမ်ပေါ်မှာလက်ဖက်ရည်တောက်ရတာဘယ်လောက် chill လဲပိုက်လက်ဒီပြင်းပြီးမရက်ပြင်းရင် complaint တက်ပါနံပါတ်4ဘာသာစကားနိုင်ငံခြားရောက်လို့အင်္ဂလိပ်လိုပြောရင်ယဉ်ကျေးဖို့အရန်လိုပါတယ်အင်္ဂလိပ်လိုပြောတတ်ရွံ့နဲ့မလုံလောက်ပါဘူးဒါကြောင့်စကားလုံးတိုင်းရဲ့နောက်မှာခမားသုံးကိုရှင့်ထဲ့ပြောပါဥပမာ hello ခမား thank you ခမား toilet where ခမားမင်္ဂလိဆိုရင် excuse me ရှင့်ပေါ့အဲ့လိုပြောမှသူတို့ကအော်ဒီလူကမြန်မာနိုင်ငံကလာတဲ့ယဉ်ကျေးတဲ့လူဒန်းစားပဲဆိုပြီးဗီဇာတောင်အလွယ်တကူထပ်တိုးပေးအောင်ပါဂရမာတွေပါတယ်ဂယုမဆိုင်နဲ့ယဉ်ကျေးဖို့ကပထမပဲနောက်ဆုံးနံပါတ်5အဘထရှူစေးဘူးဆောင်သွားပါ Stop it. Get some help. နံပါတ်5ကအရေးကြီးဆုံးပါပဲအဘထရှူစေးဘူးအများကြီးဆောင်သွားပါဘာလို့လဲဆိုတော့အပေါ်ကအချက်တွေလိုက်လို့ပြီးတကယ်လို့များနိုင်ငံခြားရောက်သွားခဲ့ရင်ဟိုမှာဘာဝဲဈေးကြီးလုံးလို့မူးလဲသွားနိုင်ပါလေရေတန်တဘူးဝဲတောက်မယ်မြန်မာငွေနဲ့တွက်လိုက်တယ်ဟာ3000မူးမယ်ထမင်းတပွဲစမယ်ဟာ2000မူးမယ်အဲ့လိုမူးလဲမဲ့အချိန်တိုင်းမှာအဘော့ထလေးရှူလိုက်စိတ်ကိုတီးငင်အောင်ထားလိုက်လုပ်ရမှာပါဒါကြောင့်ရှူစဲကနိုင်ငံကူးလက်မှတ်ထဲပိုရေးကြည့်ပါတယ်ကဲဒီ၄ချက်အပိုတစ်ချက်ကိုသာတေချာလိုက်လို့ရင်တငယ်ချင်းတို့ရဲ့နိုင်ငံခြားခီးစဉ်ကမေ့မရနိုင်စရာတွေထက်သွားမှာအသေးကြပါပဲမှတ်ချက်တကယ်လိုက်လို့ဖမ်းခံရင်ကျွန်တော်နဲ့မဆိုင်ပါဘူးနောက်ဗီဒီယိုမှာပြန်တွေ့မယ် Yay!